ဒီကြီးမားလာတဲ့ကြောက်ကြိတ်ဆုံကြီးဟာငရဲပြည်မှာတော့အယုတ်ဆက်ဆုံးနဲ့အဆိုးရွားဆုံးပြစ်ဒဏ်တစ်ခုဖြစ်ပါတယ်ပြစ်ဒဏ်စီရင်ခြင်းခံရတဲ့သူတွေဟာမရက်မနာပဲဆက်တိုက်ပြေးနေကြရပါတယ်အကယ်၍သူတို့သာခဏလေးပဲဖြစ်ရက်လိုက်မယ်ဆိုရင်အဲ့ဒီကြောက်ဆုံကြီးအောက်မှာညက်ပြီးအသားဖက်တွေဖြစ်အောင်ကြေမှုသွားမှာပါဒါမှမဟုတ်ရင်တော့သူတို့အနေနဲ့အောက်ကလေးရဲကိုခုံချဖို့ရွေးချယ်နိုင်ပါတယ်ဒါပေမဲ့ရေထဲမှာရှိတဲ့ပီယန်ဟာကန်းဂျိုကြီးကငားရိုင်းတွေကသူတို့ကိုချက်ချင်းပဲအစအနံမကြံကြိုက်ခဲဝါမျိုးပြစ်ကြမှာပါဒီနေ့မှာတော့ဒီနေရာကိုထူးခြားတဲ့ဝိညာဉ်တစ်ခုရောက်ရှိလာခဲ့ပါတယ်သူကတော့မိသက်သမားတစ်ယောက်ပါလွန်ခဲ့တဲ့9မိနစ်ခန့်ကကေဆေရေးမရှင်တစ်ခုလှုပ်ဆောင်နေစဉ်အတွင်းမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်မိတောက်တွေကြောင့်ဘေးကင်းရေချိုးပြတ်တောက်သွားခဲ့တာပါသူဟာအခုလေးတင်ကေဆေထားတဲ့မင်းကလေးငယ်ကိုသူ့ရဲ့ရင်ခွင်ထဲမှာတင်းတင်းကြပ်ကြပ်ပွေ့ပိုက်ထားရင်းမြေပြင်ပေါ်ကိုပြင်းထန်စွာကျိုးကျသွားခဲ့ပါတယ်မင်းကလေးငယ်ကတော့လုံးဝဒဏ်ရာမရရှိခဲ့ပါဘူးဒါပေမဲ့သူဟာတမက်ဖြစ်နေတဲ့သူ့ရဲ့ရုပ်လောင်းတဲ့ဘေးနားမှာငိုကြွေးနေကြတဲ့လုတ်ဖော်ကိုင်ဖက်တွေကိုမြင်လိုက်ရတဲ့အချိန်မှာတော့သူတေဆုံးသွားခဲ့ပြီဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်တိတ်မကြခင်မှာပဲညီရဲပြည်ကတမန်တော်2ယောက်ဟာသူ့ကိုလာရောက်ခေါ်ဆောင်ပါတယ်အမျိုးသမီးတမန်တော်လေးကဝမ်းသာအားရဖြစ်နေပေမဲ့မိသက်သမားကတော့လက်မခံနိုင်ဖြစ်နေခဲ့ပါတယ်ဘာလို့လဲဆိုတော့သူ့မှာနားမကြအော်အိုရှာအကျော်သေးပြီးမကြမ်းမမာဖြစ်နေတဲ့မိခင်ဦးကြီးရှိနေသေးလို့ပါမိခင်ဖြစ်သူကိုဒီလိုမျိုးပစ်ထားခဲ့ဖို့သူလုံးဝစိတ်မချနိုင်ပါဘူးဒါပေမဲ့ရုတ်တရက်ဆိုသလိုသူ့ရဲ့ခြေထောက်တွေမြေပြင်ကကျွတ်တက်သွားပြီးနောက်ကနေပေါ်လာတဲ့လေဝဲကန့်လန့်ကာကြီးကသူ့ကိုဖြည်းဖြည်းချင်းဆွဲခေါ်သွားပါတော့တယ်တိတ်မကြခင်မှာပဲမိသက်သမားဟာငရဲပြည်ကိုရောက်ရှိလာခဲ့ပါတယ်သူပထမဆုံးရင်ဆိုင်ရတဲ့စမ်းသပ်မှုကတော့လူတက်မှုဆိုင်ရာငရဲပုံပါပဲဒီအဆင့်ကိုတာဝန်ယူထားတဲ့ငရဲတမန်တော်ကကေဆေရေးလုပ်ငန်းတစ်ခုအတွင်းလုတ်ဖော်ကိုင်ဖက်မိသက်သမားတယောက်ကိုဘာကြောင့်ကယ်တင်ဖို့ဆွန့်လွတ်ခဲ့ရတာလဲအဲ့ဒီလိုဆွန့်လွတ်ခဲ့လို့ပဲလုတ်ဖော်ကိုင်ဖက်ကမီးလောင်တေဆုံးခဲ့ရတာမဟုတ်လားဆိုပြီးစစ်ဆေးမေးမြန်းပါတယ်ဒါဟာတွယ်ဝိုက်တော်နဲ့လူသေးစေမှုဖြစ်နေတာပါဒီလိုလေးလံလာတဲ့အတိတ်မက်ကြံနဲ့ရင်ဆိုင်လိုက်ရတဲ့အခါအပြစ်မကင်းစိတ်ဝင်နေတဲ့မိသက်သမားဟာဘာမှမပြောဘဲနှုတ်ဆက်နေခဲ့ပါတယ်ဒါပေမဲ့ဒါဟာတကယ်အမှန်တရားအားလုံးဟုတ်ရဲ့လားအဲ့ဒီနောက်မှာတော့သူ့ဘက်ကလိုက်ပါဆောင်ရွက်ပေးမဲ့ခုခံကာကွယ်ရေးတမန်တော်ကအမှန်တရားကိုဖွင့်ချလိုက်ပါတယ်အဲ့ဒီအချိန်တုန်းကသူ့ရဲ့လုတ်ဖော်ကိုင်ဖက်ဟာပြိုကျလာတဲ့ကွန်ကရစ်တုံးအောက်မှာညက်နေပြီးလှုပ်ရှားလို့မရဖြစ်နေခဲ့တာပါအဆောက်အုံကလည်းပြိုကျလို့နီးပါးဖြစ်နေတာကြောင့်လုတ်ဖော်ကိုင်ဖက်ဖြစ်သူကမိသက်သမားကိုအရက်သားတွေကိုအရင်ဆုံးသွားခဲ့ဖို့နဲ့ပြီးမှသူ့ကိုပြန်လာခဲ့ဖို့အတင်းတိုက်တွန်းခဲ့တာဖြစ်ပါတယ်အရက်သား8ယောက်ကိုကယ်ဆယ်ပြီးနောက်မှာတော့မိသက်သမားဟာသူ့ရဲ့လုတ်ဖော်ကိုင်ဖက်ကိုကယ်ဖို့နောက်တစ်ခေါက်ပြန်သွားခဲ့ပါသေးတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာတော့နောက်ကျသွားခဲ့ပါပြီအဆောက်အုံကပြိုကျပျက်စီးသွားခဲ့ပါပြီအမှန်တရားကိုသိရှိသွားတဲ့အခါမှာတော့ဒီတရားစီရင်မှုကိုအလက်ကျအုပ်ချုပ်တဲ့တရားသူကြီးတမန်တော်ကမိသက်သမားမှာအပြစ်မရှိကြောင်းကြေညာလိုက်ပါတယ်နောက်တစ်ဆင့်အနေနဲ့သူတို့ဟာဒုတိယမြောက်ဆင့်ဖြစ်တဲ့ပြင်းရီမှုဆိုင်ရာငရဲပုံကိုရောက်ရှိလာကြပါတယ်ဒီပုံကတော့ဝိညာဉ်ဟာလူဘဝတုန်းကစ조사အားထုတ်ခဲ့ရလားဒါမှမဟုတ်အချိန်တွေကိုအလားပါဖြုံးတီးခဲ့သလားဆိုတာကိုစီရင်ဆုံးဖြစ်တာပါဒီအဆင့်ရဲ့အုပ်ချုပ်သူကတော့သဘောကောင်းတဲ့အဖွားအိုတယောက်ဖြစ်ပါတယ်သူမဟာမိသက်သမားရဲ့လူဘဝဖြတ်တန်းမှုကိုပြသပေးတဲ့မှန်ချက်ကြီးကိုကြည့်ရှုစစ်ဆေးပါတယ်သူမဟာမိသက်သမားတယောက်အနေနဲ့သူ့ရဲ့တသက်တာလုံးတာဝန်တီးတီးနဲ့ကြိုးစားလုပ်ကင်ခဲ့တာကိုမြင်တွေ့သွားပါတယ်ဘေးကတမန်တော်ကတောင်မချီးကျူးပဲမနေနိုင်လို့လက်ခုပ်တီးခဲ့ရပါတယ်အဖွားအိုကမိသက်သမားကိုမေးမြန်းလိုက်တယ်မင်းကိုဒီလိုမျိုးထက်ထက်တန်တန်နဲ့ဘဝကိုဖျက်တမ်းခိုင်းစေခဲ့တဲ့တွန်းအားကဘာလဲကွယ်မိသက်သမားကဘာမှမစင်စားပဲချက်ချင်းပဲအမှန်တိုင်းဖြေလိုက်ပါတယ်ပတ်စံအတွက်ကြောင့်ပါတဲ့အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါတမန်တော်တွေရဲ့မျက်နှာအမူအရာဟာချက်ချင်းပဲပြတ်သွားပြီးမှောင်မဲမဲဖြစ်သွားပါတော့တယ်ဘာလို့လဲဆိုတော့ငရဲပြည်မှာငွေကြေးဆိုတာကိုအတူအယောင်နှက်ဖျားတစ်ပါးလိုသတ်မှတ်ထားပြီးငွေကြေးနောက်ကိုပဲလိုက်တာဟာသူ့အလိုလိုအပြစ်တစ်ခုဖြစ်နေလို့ပါပဲအမိန်ပေးလိုက်တာနဲ့တပြိုင်နက်အဖွားအိုကမိသက်သမားစီးနှင်းထားတဲ့ဝါဖောင်ကိုရေတကွန်ကြီးစီကိုတွန်းလွတ်လိုက်ပါတော့တယ်သူကောင်းလဲကြည့်လိုက်တဲ့အခါမှာတော့ရေတကွန်ရဲ့အောက်ခြေမှာစောင့်ကြိုနေတဲ့ထိတ်လန့်ခြောက်ခြားပွဲမြင်ကွင်းကြီးကိုမြင်တွေ့လိုက်ရပါတော့တယ်